ကုရ်ဘာနီဒီဘသူအတွက်လုပ်တာလဲအလ္လာဟ်အတွက်လုပ်တာအလ္လာဟ်အတွက်အလ္လာဟ်ကျင့်တဲ့နှစ်သက်ဖို့အတွက်လုပ်တာနော်အလ္လာဟ်ရဲ့အမိန့်ကိုနာခံနေခြင်းဖြစ်တယ်ဒီအပေါ်မှာကျွန်တော်တို့နီယတ်တည်လဲအလ္လာဟ်ရှင်ကျင့်တဲ့နှစ်သက်ဖို့အတွက်ပဲဖြစ်ရမယ်အလ္လာဟ်ရှင်ကျင့်တဲ့နှစ်သက်ဖို့အတွက်ပဲဖြစ်ရမယ်လိုင်းမော်တင်တာနားလဲဓပုံရိုက်တာဓပုံရိုက်ပြီးကိုယ့်အကိုဖုန်းထဲမှာကြည့်ဖို့ဒါပြဿနာမရှိသေးဘူးလိုင်းမော်တင်တာလိုက်ကြွားတာဒါတွေဒီဒါလ illah ယတ်နဲ့ဆန့်ကျင်တယ်အလ္လာဟ်ရှင်ရဲ့ကျင့်တဲ့နှစ်သက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့လိုင်းမော်တင်ပြီးဘာမှကြွားစရာအကြောင်းလည်းမရှိဘူးဒါလည်းရေယာတစ်မျိုးပဲအဲ့တော့ကျွန်တော်တို့ရဲ့ရရှိမဲ့ဆဝါဘ်တွေကနေပြီးတော့ယောနေသွားမယ်လက်မဲ့ဖြစ်သွားမယ်အကြောင်းတစ်ခုလည်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဓာတ်တွေကိုလည်းရှောင်ဖို့လိုတယ်ဒါနံပါတ်1တစ်ချက်ပေါ့အလ္လာဟ်အတွက်ဖြစ်ရမယ်အလ္လာဟ်ရှင်ကျင့်တဲ့နှစ်သက်ဖို့အတွက်ပဲဖြစ်ရမယ်နီယတ်အဲ့လိုထားရမယ်ကြွားတာလိုင်းမော်တင်တာမပြုလုပ်သင့်နံပါတ်2ဒါပေမဲ့ကြွားတာမလုပ်သင့်ဘူးဆိုလို့လေကုရ်ဘာနီကိုတစ်ခါတည်းခိုးကြောင်ခိုးဝဲနဲ့ဘယ်သူမှမသိအောင်လုပ်လိုက်ရမယ်ဒီလိုဆိုလိုတာလည်းမဟုတ်ကုရ်ဘာနီကိုအများသိအောင်လဲလုပ်ရမယ်ငါကုရ်ဘာနီလုပ်တယ်ဟိပြီးရင်စင်ရင်သားတွေကိုဝင်ငှပေးရမယ်ဘယ်သူမှမသိအောင်ဘယ်မွတ်စလင်မှမသိအောင်အတားလေးလုပ်လိုက်တာမျိုးဒါမျိုးလည်းမဖြစ်သင့်နားလည်လားမသိကုရ်ဘာနီလုပ်ချင်းကိုလုံးဝရှိုးဝတ်ထားပြီးတော့လုံးဝဘယ်သူပြောကုရ်ဘာနီလုပ်လာဆိုမလုပ်ဘူးအဲ့လိုမျိုးပုံစံနဲ့နေခိုင်းတာလည်းမဟုတ်ဘူးဒါလည်းသဘောပေါက်မှုမလွဲစေခြင်းလို့ဒီတစ်ခုဖြည့်ဆွတ်ပြီးတော့တင်ပြတာဖြစ်တယ်အဲ့တော့အလ္လာဟ်အတွက်ပဲဖြည့်ရမယ်